ကျွန်တော်တို့အာရခတက်တော်အနေနဲ့ကတော့စတင်ဆောက်တာလဲမဟာမိတ်ကချင်နေမြေမှာနောက်အင်အားဖြန့်ကျက်ပြီးမှကရင်အရင်တော့ဆိုရင် DKBA ပေါ့ကိုစောဆက်အောင်တို့နဲ့လည်းလက်တွဲပြီးလှုပ်ဘူးတယ်ရှမ်းမြောက်ပလောင်နေမြေကိုအစုံပါပဲကျွန်တော်တို့ကမဟာမိတ်ဆက်ဆံရေးတော်တော်များပါတယ်အခုနောက်ပိုင်းလဲဒီမြန်မာပြည်အလယ်ပိုင်းကတော်လန်ရေးလှုပ်တဲ့ညီငယ်တွေပေါ့သူတို့နဲ့လည်းကျွန်တော်တို့အပြုသဘောဆောင်ပြီးညီကိုစိတ်ဓာတ်နဲ့တတ်နိုင်သမျှအရက်တီပေးတာတွေရှိပါတယ်ချင်းနဲ့လည်းကျွန်တော်တို့တော်တော်လေးကောင်းတဲ့ဆက်ဆံရေးတည်ဆောက်ထားပါတယ်လက်တွေ့မြေပြင်မှာပူးပေါင်းဆောင်ရွက်မှုလည်းအင်အားကောင်းပါတယ်နောက်ထပ်လည်းဒီထက်ပိုကောင်းအောင်လှုပ်ဆောင်နိုင်ဖို့ကြိုးစားနေတာရှိတယ် NUG နဲ့လည်းကျွန်တော်တို့ကNUG ကိုမြန်မာနိုင်ငံရဲ့အရေးကြီးတဲ့အရေးအကြီးဆုံးသောထဲကပေါ့ဒီ main actor တယောက်အနေနဲ့ကျွန်တော်တို့အမြဲတမ်းရှုမြင်သုံးသပ်ပါတယ်မျှော်လင့်ချက်လည်းထားတယ်ဒါတပြည်လုံးအတိုင်းအတာနဲ့ပြောတာပေါ့တချို့သော NUG ရဲ့နှုတ်ခပတ်တွေကိုတော့ကျွန်တော်တို့ဘဝင်မကြတာလည်းရှိပါတယ်အထူးသဖြင့်ရခိုင်အရေးတွေမှာသူကမဖြစ်မနေပြောရတယ်ဆိုတဲ့အတိုင်းအတာကိုကျွန်တော်တို့ကလက်ခံတယ်ဒါပေမဲ့တချို့ကိစ္စတွေကလူတာထက်မပို့ဖို့လဲကျွန်တော်တို့ကမျှော်လင့်နေပေါ့ဒါကြောင့်လဲဒီတလောကပဲသူတို့ကိုယဉ်ကြီးကြီးနဲ့ဒီမေတ္တာရက်ခံတဲ့အကြောင်းကြားစာတစ်စောင်လည်းပို့ထားပါတယ်ကျွန်တော်တို့ကတော့ဒီရခိုင်လူမျိုးတွေရဲ့ဒီကပ္ပမြေပြင်ထက်မှာလူမှန်နေရမယ်ဖြစ်ဖို့တော့အရေးကြီးဆုံးပဲကျွန်တော်တို့မှာဆုံးရှုံးခဲ့ရတာတွေကိုကျွန်တော်တို့ကပြန်ပြီး reclaim လုပ်ရမယ်ပြီးမှဒီသမိုင်းမှာစိုးရိမ်စရာတွေပေါ့ကျွန်တော်တို့နေမြေတွေကိုပြီးမှဒီ identity တွေကိုဒီကြောင်စိန်ဖော်ခံရတဲ့အနေအထားတွေလည်းအများကြီးကြုံတွေ့ခဲ့ရတယ်ဒါဒီအတွေ့အကြုံတွေကြောင့်ပဲလဲကျွန်တော်တို့ရခိုင်မျိုးသားတွေကပို့ပြီးစီးရုံးလာတယ်ပို့ပြီးကြိုးစားလာတယ်ဒီချိန်မှာကျွန်တော်တို့မှာအင်အားအခြေခံတစုံတရာရှိလာတဲ့အပေါ်မှာမြန်မာနိုင်ငံမှာရှိတဲ့ဒီတိုင်းရင်းသားညီကိုတွေပေါ့ဗမာပါဝင်အကုန်လုံးပေါ်မှာလဲကျွန်တော်တို့ကအပြုသဘောဆောင်တဲ့မေတ္တာတရားသစ္စာတရားတွေနဲ့ကျွန်တော်တို့ဘာကိုအကောင်းဆုံး contribute လုပ်နိုင်လဲဆိုတာတွေကိုလုပ်လို့ရှိနေပါတယ်ရခိုင်တွေအနေနဲ့ကတော့ဒီ confederate အဆင့်ထက်မနှိမ့်တဲ့နိုင်ငံရေးအဆင့်တန်းတစ်ခုကိုတော့ကျွန်တော်တို့မျှော်မှန်းပြီးလှုပ်ဆောင်နေတာဖြစ်တယ်တိုက်ပွဲဝင်နေတာဖြစ်တယ်ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူးသူများစီကလည်းတောင်းနေမှာမဟုတ်ဘူးမရရအောင်တိုက်တဲ့ရင်တိုက်မယ်ပြီးမှတိဆောက်တော့မယ်ပေါ့ဒါကိုတစ်ဖက်နဲ့တစ်ဖက်နားလည်မှုအပြည့်နဲ့ဒီသဘောထားကြီးကြီးနဲ့သဘောတူကျင်ကြတယ်ဆိုရင်တော့ဒီစီလုံးညီညွတ်တဲ့ဒီအနာဂတ်တစ်ခုမှာအကုန်လုံးအတွက်အေးချမ်းမယ်ပြီးရင်ဒီကျွန်တော်တို့ဒီမြန်မာပြည်ထောင်စုကိုဒီ coming together union ဖြစ်စေချင်တယ်ဒါ holding together ဆိုပြီးမှတစုံတယောက်ကလက်ဝါးကြီးအုပ်ပြီးမင်းဟိုဟာလောက်ပါဒီဟာငါယူချင်ယူမယ်မပေးချင်မပေးဘူးဆိုတဲ့ဟာမျိုးမဟုတ်ပဲနဲ့ဒီလူမျိုးစုတွေအကုန်လုံးစီလုံးညီညွတ်တဲ့ပြည်ထောင်စုဖြစ်ဖို့တော့ကျွန်တော်တို့မှန်းထားတယ်ဒါကတော့ကျွန်တော်တို့မျှော်မှန်းချက်ပေါ့သို့တော့တစ်ခါတလေဒီအနေထားတွေကိုကျွန်တော်တို့သုံးသပ်ဖို့လည်းလိုတယ်ငကိုမျှော်မှန်းချက်နဲ့အစီအစဉ်ဒါပေမဲ့လက်ရှိဖြစ်ပျက်နေတဲ့အနေအထားပြီးတော့ကိုဘလောက်လုံနိုင်မလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့စဉ်းစားပြီးမှစိတ်ရှည်ရှည်နဲ့ကျွန်တော်တို့ခွန်အားကိုစုဆောင်ရင်အကောင့်ဆုံးမျှော်နေရင်ဆက်လက်လှုပ်ဆောင်မယ်ပြီးရင်ဒီမြန်မာပြည်သူတွေအတွက်လည်းကျွန်တော်တို့လုံနိုင်တာတွေအကုန်လုံးကိုတော့ကြိုးစားလှုပ်ဆောင်ဖို့တန်တိတ်ထန်ချထားပါတယ်ဒီဗမာပညာရေးစနစ်မြန်မာပညာရေးစနစ်ဒီမြန်မာပြည်ထဲမှာလည်းနေပြီးမှအညာဒေသတွေကိုလည်းကိုယ်ဒေသလိုပါပဲဒီဒေသတွေကိုအေးချမ်းဖို့တိုးတက်ဖို့လွန်မြောက်ဖို့ကျွန်တော်တို့တကယ်စေမှန်ကန်သောစေတနာရှိပါတယ်ဒီမြန်မာပြည်သူတွေရဲ့လှုပ်ရှားမှုတွေကိုလည်းကျွန်တော်တို့တက်နိုင်တာအကုန်လုံးကိုမျှဝေပြီးမှရက်ဒီလေးရှိနေပါတယ်ဆိုတော့စောစောပြောခဲ့တဲ့အခြေခံမှုတွေပါပဲပြည်သူတွေကိုအပြစ်မဲ့ပြည်သူတွေကိုထိခိုက်မှုမရှိအောင်တော့ကျွန်တော်တို့လှုပ်ဖို့တော့လိုပါတယ်ဒီထက်မှာတော်လန်ရေးအစပိုင်းမှာဒီဒေါသတွေပောက်ကွဲပြီးမှအစိမ့်လောင်အမဲ့လောင်ဆုံးရှုံးမှုတွေလူမျိုးရှောင်ရှားဖို့နဲ့နောက်လှုပ်ဆောင်တဲ့အလုပ်တွေမှာလည်းပဲဒီအဓိကပေါ့ပြည်သူတွေကိုအကာအကွယ်ပေးပြီးမှတိုင်းပြည်အနာဂတ်ကိုသေချာထက်ဆင်းလာပြီးဒီထက်ပိုစီးလုံးအောင်လုပ်ဖို့တော့ကျွန်တော်တို့မှလိုအပ်နေတာတွေကိုမြင်မိပါတယ်ထိန်းချုပ်နိုင်ခဲ့ပြီဆိုရင်တချို့ပြည်သူတွေကတော့လွတ်မြောက်ရင်အေးချမ်းပြီလွတ်မြောက်ရင်တိုးတက်ပြီလို့ထင်တာပေါ့ဒါပေမဲ့တကယ်လက်တွေ့မှာက
လွတ်မြောက်ခြင်းဆိုတာကဒီငြိမ်းချမ်းမှုတွေတိုးတက်မှုတွေအတွက်လမ်းစားတော့ပွင့်တာမှန်တယ်လက်တွေ့စူးစမ်းမှုတွေအများကြီးလုပ်ဖို့လိုပါသေးတယ်ကျွန်တော်တို့မှာစိန်ခေါ်မှုတွေတော့အများကြီးရှိအောင်ပဲမြေပြင်တွေကိုလွတ်မြောက်အောင်လုပ်ရင်တော့မှဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ negotiate လုပ်စရာတွေအများကြီးကြံပါသေးတယ်ပြီးတော့ကျွန်တော်တို့ရလာတဲ့ဟာတွေကိုဘယ်လိုမျှဝေကြမလဲပေါ့အဲ့ဒါတွေလည်းရေရှည်အမြင်တွေနဲ့လုပ်ဖို့လိုပါသေးတယ်အခုတော်လန်ရေးစစ်ပွဲတွေဆင်နွှဲတဲ့အချိန်မှာလည်းပဲလက်ရှိအခြေအနေရဆိုရင်စကားစရအနေထားတော်တော်လေးကိုဆုပ်ယုပ်လာပြီပေါ့အဲ့ဒီအချိန်မှာတော်လန်ရေးဖက်ကလည်းလာမဲ့အခုဆိုရင်2024 5 လပိုင်းကုန်တော့ပြီဒီနောက်ပိုင်းကနေဆိုရင်တော်လန်ရေးဖက်ကနေပို့ပြီးမှအားသာလာဖို့လားလာတယ်မြင်တာပေါ့ဒီအခြေအနေတွေမှာအရင်ထက်ပို့ပြီးစီလုံးဖို့လိုတယ်စီလုံးဖို့ဆိုတာလဲဥဆောင်မှုမှာအရေးချင်းရှိဖို့လိုတာပေါ့မဟုတ်ရင်တစ်ဖက်ကကြတော့တဲ့အချိန်မှာတော်လန်ရေးဖက်ကတော့အားကြီးလာတယ်ဒါပေမဲ့တယောက်တစ်ပေါက်နဲ့ဆိုရင်ပြည်သူတွေဖက်ကထိခိုက်မှုတွေပိုများနိုင်တယ်ကျွန်တော်အမြင်နဲ့ရက်တီချက်ကတော့ဒီကိုယ်ပြည်တွင်းပြဿနာကိုဖြေရှင်းတဲ့အချိန်မှာပြေပလွန်မိုးမှုကိုနည်းနိုင်သမျှနည်းအောင်ကျွန်တော်တို့ကတတိထားဖို့လိုတယ်တစ်ဖက်ဖက်ကိုတိုက်လိုက်ရင်ကာကွယ်မဲ့လူကိုနောက်တစ်ဖက်ကအားကိုးပြီးမှတန်တမန်ရေးစစ်ရေးစီးရှင်းသွားမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံမဖြစ်တော့ဘူးဒါကြောင့်ဒီကိစ္စတွေအပေါ်မှာထိန်းကျောင်းမှုမှန်ကန်ဖို့လိုတယ်ပြီးရင်ဒီကျွန်တော်တို့မြန်မာပြည်တွင်းမြန်မာပြည်အရေးကိုဆောင်ရွက်နေတဲ့ပုံကိုယ်တွေပေါ့တော်လန်ရေးတက်ဖြစ်ဖြစ်ပါဖက်ကဖြစ်ဖြစ်အဓိကတော့ကိုယ့်ပြည်တွင်းနဲ့အမျိုးသားအကျိုးစီးပွားကိုသစ္စာရှိဖို့လိုပါတယ်ကိုကတော်လန်ရေးရလိုမှုတစ်ခုနဲ့သို့မဟုတ်အမုန်းတရားတစ်ခုကြောင့်ကိုယ့်ရဲ့လောဘတစ်ခုကြောင့်ပေါ့တိုင်းပြည်ရဲ့အကျိုးစီးပွားကိုဖျက်ဆီးတာမျိုးပြည်သူတွေထိခိုက်တာမျိုးကိုတော့မလုပ်မိဖို့အရင်အရေးကြီးပါတယ်